အားလုံးပဲမင်္ဂလာပါ Steven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဗီဒီယိုမှာလည်းအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြပေးခြင်းပါတယ်ဒီတစ်ခါတော့ဒီဗီဒီယိုလေးကဘာလဲဆိုရင်ကျွန်တော်တို့မှာအခုပါအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးကျွန်တော်တို့ကလေ့လာကြရတယ်ကျွန်တော်တို့သင် learning နေလို့ listening and speaking writing အကုန်လုံးပေါ့နော် reading တွေမှာအကုန်လုံးလုပ်ကြတယ်အဲ့မှာကျွန်တော်တို့ပြဿနာတစ်ခုကဘာရှိလဲဆိုကျွန်တော်ဟာတွေကကျွန်တော်စာအုပ်မှာဖြစ်ကျွန်တော်တို့ reference တွေ video တွေလေ့လာရမယ်ကျွန်တော်အဓိကပါပြောဆိုအင်္ဂလိပ်စာမှာ speaking မှာကျွန်တော်ပြောရဲဆိုရဲဖို့လိုတယ်ဥပမာကျွန်တော်တကယ်ချင်းပြောရဲဆိုရှင်ဗျာမြန်မာချင်းပြောတာမျိုးကြီးဖြစ်နေတယ်ကိုကကျွန်တော်တကယ်တမ်းပြောရင်ကိုက foreigner နဲ့စကားပြောချင်တယ်ဆိုရင်ဗျာအပြင်မှာတွေ့ရဆိုတော့ foreigner နဲ့စကားတော့ပြောဖို့ဆိုတော့သူကလည်းအားအောင်ပါကိုကလည်းကိုလည်းချိန်ပေးအောင်ပါဆိုတော့ကိုကစကားပြောဖို့လည်းနည်းနည်းလေးပြဿနာရှိတယ်ဒါမှမဟုတ်ကိုကတော့လောက်ခဏမှရှိရဆိုတော့လောက်ခဏမှတော့အနေနဲ့များတော့ပြောပြတာပေါ့ဗျာဒါပေမဲ့ဆိုတော့ညာလည်းကိုကအခုကိုက study လုပ်နေချိန်မှာဆိုရင်ကို speaking အတွက်ကနိုင်ငံခြားလူသားတွေနဲ့ပေါ့နော်နိုင်ငံခြားသားစကားပြောချင်တယ်ဆိုရင်ဒီ website တွေကတအားကောင်းပါတယ်ကျွန်တော်တို့ဒီမှာပါလို့ရင်ဒီ website တွေကကျွန်တော် register လုပ်ပြီးတော့အထဲမှာကျွန်တော် meeting တွေ join ပြီးတော့တခြားနိုင်ငံသားတွေနဲ့ speaking practice လေ့ကျင့်လို့ရတယ်ပေါ့နော်အားရတော်တော်လေးမိုက်ပါတယ်ဒါကတော့ speaking အတွက်ပေါ့နော်ဒီမှာ speaking English speaking ကို online နေမှာ live ပေါ့နော် real life style နိုင်ငံခြားသူတွေနဲ့စကားပြောပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ speaking level ကိုတိုးတက်အောင်လုပ်လို့ရတယ်ပေါ့နော်အဲ website တွေကိုဘယ်လိုအသုံးပြုပြီးတော့ဘယ်လိုကျွန်တော်တို့ speaking skill တိုးတက်အောင်လုပ်မလဲဆိုတော့ကျွန်တော်ပြိုင်မှာဖြစ်ပါတယ်ဒီ website လေးကိုtry ကြည့်ပါကိုယ့်ရဲ့ speaking level တွေတိုးတက်စေတာဆိုပေါ့နော် okay ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်โอเคစစချင်းကျွန်တော်တို့ဒီ test bar မှာပေါ့နော်ကျွန်တော်ဒီမှာရိုက်မှာ https:// ပေါ့နော် speakingclub.com ဆိုရိုက်တော့ရိုက်ရမှာပေါ့နော်ရိုက်တဲ့အခါရှာလို့ရှိရင်ကျွန်တော်ဒီ website လေးကြာလာမှာပေါ့နော် website ကြာလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးဒီ website လေးမှာကိုက register အရင်ဆုံးလုပ်ပြရမှာ register button လေးနှိပ်တော့ရှင်ကျွန်တော်ဒီ page လေးကြာလာမှာပေါ့နော်အမှာ menu ရဲ့ information တွေရိုက်ထည့်ပြီးတော့သွားလို့ရတယ်ဒါမှမဟုတ်ရှင်ကျွန်တော် Gmail account နဲ့ဝင်လို့ရတယ်ကျွန်တော်က Gmail account နဲ့ပဲ login ဝင်မှာကြောင့်မို့ Gmail account ကိုပဲနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်မယ်ဆိုရှင် Gmail နဲ့ကျွန်တော် connection ချိန်လိုက်မယ်အဲ့ဒါတော့ပို့စင်ပြရဘာပြောဆိုလို့ရှင်တို့စင်ဒီစာတွေရိုက်နေရတဲ့ချိန်ကုန်တယ်မှာဆိုရင်ကျွန်တော်ရဲ့ Gmail account လေးပေါ်လာဆိုရှင်ကျွန်တော်ဒါကိုconnect လုပ်ပြီး continue လုပ်ပြီးတော့ကျွန်တော်ဆက်သွားလိုက်မယ်သူက register လုပ်ရတယ်သူကဒီ Gmail ဘောင်နဲ့ပေးကြတော့တော်တော်လွယ်တယ်ဗျာတခြားဟာတွေဆိုလို့ရှင်ဒီမှာတချို့ site တွေဆိုလို့ရှင်အဲ့လို Gmail ဘောင်နဲ့ menu တွေရိုက်ခိုင်းတာရှိဗျာအခါကျတော့လုတ်တာရှုပ်တယ်ကိုကဒါဆိုရင်ကို information ဘာမှရိုက်စရာမလိုတော့ဘူးချိန်လိုက်တယ်ပြီးသွားပြီเนาะကျွန်တော်ဒီ speaking club မှာကျွန်တော်တို့ကဒီသူရဲ့ပေးထားတဲ့ online meeting တွေ channel တွေကိုကျွန်တော်တို့က join ပြီးတော့ကျွန်တော်တို့ practice စလုပ်လို့ရတယ်ပေါ့ဗျာသူကတော့သူပတ်စံပေးဝယ်တဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်က free ပဲပေါ့ free ဆိုရင်သူတချို့ဟာတွေ service တွေပွင့်တယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီမှာ login ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ page တွေတက်လာမယ်ပေါ့နော်တက်လာပြီဆိုရင်အပေါ်မှာဒီ online meeting book လုပ်လို့ရတဲ့ meeting ရှိတယ်ပေါ့နော် meeting ဒီအဲ့ဒါရှိတယ်ဒါမှမဟုတ် exchange language ဆိုတာရှိတယ်ကျွန်တော် online meeting ဆိုလို့ရှိရင်တော့သူတို့ပြောနေကြဒီ session တွေရှိတယ်အဲ့မှာဆိုရင်အဲ့ဒါတွေကို join လုပ်ရတယ်ဒီမှာဆိုရင်အောက်မှာဆိုပါရှိတယ်ဆိုရှင်ကျွန်တော်တို့ကဒီ English နဲ့ပတ်သက်ပြီးတော့ regular ဒီလိုမျိုး practice လုပ်မှာလားဒါမှမဟုတ်ရှင် IELTS ကိုကျွန်တော်တို့က practice လုပ်ချင်တာလားဒါမှမဟုတ်ရှင်ကျွန်တော် debate ဖြစ်ရှင်ကျွန်တော်ဒီညင်းခုံပါအောင်เนาะအဲ့လိုမျိုးပုံစံမျိုးတွေလုပ်ကြမှာလားဒါမှမဟုတ်ရှင်ကျွန်တော်တို့က interview session တွေမျိုးတွေပြောတာတွေလေ့ကျင့်ပါလားအဲ့လိုမျိုးပေါ့ကိုအဆင်ပြေလို့ရွေးလို့ရပါတယ်ဒါပေမဲ့အခုမှကျွန်တော်ကတော့ normal English စာပဲပြောမှဖြစ်တဲ့ကြောင့်မို့ထိဆုံးကဒီ normal ဒီ regular English ကိုပဲကျွန်တော်ရွေးလိုက်မှာပေါ့နော်ရွေးပြီးတော့ရှင်ကျွန်တော် practice ဆက်လုပ်မယ်ပေါ့နောက်တစ်ခါဒီမှာသူ့မှာနောက်တစ်ခုပါတာကြတော့ဒီဘာလို့ရလဲဆိုကျွန်တော်တို့ဒီ partner ရှာပြီးတော့လေစကားပြောလို့ရတယ် private message နဲ့ပို့ပြီးစကားပြောလို့ရအဲ့လိုပုံစံမျိုး fashion တွေလည်းပါတယ်ဗျသူကတော့မစိုးတော်တော်လေးတော့စုံတယ်300ပြူရတာပေါ့နော်အခုဆိုရင်ကျွန်တော်ဒီမှာ online meeting ကိုနှိပ်လိုက်ပြီဆိုရင်ဒီဟာလေးကြားရပေါ့နော်ဒါမှလည်းဖျက်ဆိုကျွန်တော် Sunday အနွေမှာဆိုရင်ပဲ meeting တွေပဲကြားရရှိတယ်ပေါ့နော်အချိန်ကြီးကျွန်တော်တို့ book လုပ်ထားလို့ရှိရင်အချိန်ကြီးကြာကျွန်တော်တို့ဝင်ပြီးစကားပြောလို့ရတယ်ဒီ meeting ထဲမှာရှိတဲ့လူတွေအားလုံးနဲ့စကားပြောလို့ရတယ်ပြောလို့ရဆိုတာအားလုံးကလူတွေကြီးပဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံခြားသားတွေနဲ့စကားပြောရတယ်ပေါ့ practice ကတကယ်ကို perfect အားကောင်းတယ်ဗျာနှုတ်မဆိုရင်ကျွန်တော်ဒီမှာ speaker လေ့လာနေရတခြားနိုင်ငံသားနဲ့ပြောခွင့်မရှိပြောလို့မရအောင်ဆိုကျွန်တော်တော်တော်လေးစင်ပြေဘူးဒီမှာပြောမဲ့ဒီမှာတခြားဟာတွေမှာဆိုရင်လည်းဒီအောက်ကဒီ question answer ဆိုတာပါပြောကြမယ်ပါမေးရတာဒါနှိပ်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်အဲ့မှာကျွန်တော်တို့ဖတ်ပြီးတော့ကျွန်တော်တို့လိုအပ်တာပြောဆိုဆွေးနွေးလို့ရတယ်ဗျာဒီတိုင်း European free ပြောချင်တဲ့ဘာမျိုးဆိုနေရတယ်သူတို့ကတော့ဒီ meeting ထဲမှာလူတွေကတော့အများကြီးရှိတယ်
များရှိတော့ကိုကလည်းကိုယ်အဆင်ပြေလို့ပြောသူတို့ကလည်းနားလဲတယ်ဒါ speaking လေ့ကျင့်ကြရကြမို့မှားလို့ရှိရင်လည်းသူတို့ပြင်ပေးလိမ့်မယ်ပြီးရင်မှားလို့ရှိရင်လည်းသူတို့ထောက်ပေးလိမ့်မယ်သူတို့လည်းအဆင်ပြေလို့ပြောကြလိမ့်မယ်ဗျာအင်္ဂလိပ်ကျွမ်းတဲ့လူတွေပါရင်ပါမှာအင်္ဂလိပ်စာမကျွမ်းတဲ့လူတွေပါမှာပဲဒီမှာတော့အဆုံးပဲပေါ့နော်အားလုံးဒီမှာကျွန်တော်တို့ကနောက်တစ်ခါ partner ရှာမယ်ဆိုရှင်ဒီအောင် partner ဆိုတာဟို find partner နေတော့ရှင်ကျွန်တော်တို့ဒီမှာအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ partner နဲ့ပေါ့နော်ကိုယ်ပိုင်ကို2ယောက်ထဲပြောမှာတော့ပါအဲ့လိုမျိုးတွေလုပ်လို့ရတယ်မှာဆိုရင်ကိုက speak မှာဆိုရှင်ကိုကဘယ် language ကိုပြောမှာကိုကအင်္ဂလိပ်စာပြောမှာဆိုရှင် English ကိုရွေးပေးတယ်ပေါ့နော်ဟိုက listener ဆိုရင် English ဆိုရှင်လည်း English ကိုရွေးရတယ်အဲ့လိုပြောလို့ရှင်ဖိုင်လို့ရတယ်ပိုင်းမှာ find partner လို့တော့ရှင်ဒီမှာကျွန်တော်တို့ဒီလူစင်းနေကြလိုက်ပေါ့ဗျာကြလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့အမှကိုက friend request လုပ်ပဲ Facebook လို့ပဲကျွန်တော် friend add လုပ်လိုက်ပေါ့အဲ့လိုတော့ဘက်က accept ဖြစ်သွားတယ်ပါညာဆိုလို့ရှိရင်ကျွန်တော်တို့သူနဲ့ private message ဒီပြောလို့ရမယ်စကားပြောလို့ရမယ်တော့ speaking လေ့ကျင့်လို့တူတူလေ့ကျင့်လို့ရမယ်ဒီမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီ website လေးကတော်တော်လေးကောင်းပါတယ်မိတ်ဆွေတို့ဝင်ပြီးတော့စမ်းကြည့်လေ့လာကြည့်ပါโอเคအခုဆိုလို့ရှိရင်မိတ်ဆွေကဒီ website လေးမှာကိုယ့်ရဲ့ speaking level တွေကိုတိုးတက်အောင်လေ့ကျင့်ရင်းနဲ့ကိုယ့်ရဲ့အင်္ဂလိပ်စာ level ကိုတစ်ဆင့်ထပ်တက်လို့ရတယ်ပေါ့ဗျာ speaking နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ရဲ့ solution တစ်ခုပါပဲဒီ website လေးကတော်တော်လေးမိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးတဲ့ video လေးကိုသဘောကျကြတဲ့ဆိုရင်ကျွန်တော်ရဲ့ Steven channel ကို like and subscribe follow လုပ်ပြီးတောင်းဆိုချင်ပါတယ်မိတ်ဆွေတို့သိချင်တဲ့ကြောင်းရာတွေအားလုံးကိုလည်း comment မှာရေးခဲ့ပြီးလို့ရပါတယ်ကျွန်တော် link တင်လို့အဆင်ပြေတယ်လို့ပေါ့နော် video လေးတွေကျွန်တော်တင်ဆက်ပေးသွားမှာပါမယ်နောက်ထပ် video တွေမှာလည်းပြန်လည်ဆုံတွေ့ပါအောင်မယ်အားလုံးကိုကျေးဇူးများတင်ပါတယ်